ဗုဒ္ဓံတရဏံဂစ္ဆာမိမိမိဘဝကိုဘုရားကိုအနှင်းတယ်ဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိမိမိဘဝကိုဓမ္မသံဃာကိုအနှင်းပြီးတော့ကိုယ်ပဲစိတ်ကပ်ပါတယ်လို့ကိုယ့်ရဲ့ဘဝကိုအနှံ့ပြီးတော့တရဏဂုံအလေးအမြတ်ထားပြီးတော့ဆောက်တည်လို့ရှိရင်လေကုသိုလ်ကောင်းမှုအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့မြတ်စွာဘုရားဟောထားတာကိုသိချကြည့်ဘုရားဘယ်လိုဟောတော့ယေကေစီဗုဒ္ဓံတရဏံကတာတေနာတေဂမိတ်တန္တိအပါယဘုမေဘုရားတရားတန်ခါယရဏသုံးပါးကိုအလေးအနက်စိတ်ပန်လက်ပါဆိုဝိจิတ္တန်ကြီးဆိုတာကိုပြောတာမဟုတ်ဘူးနော်ဆိုရိုးရှိလို့ကောက်ဆိုတာမဟုတ်ဘူးတကယ်အလေးနဲ့ဘုရားကုံကိုအာယုံပြုပြီးတော့ငါဘဝဘုရားကိုအနံပါတယ်ဘုရားဆုံးမတိုင်းလိုက်နာပါမယ်တရားကိုကျင့်သုံးပါမယ်တန်ဃာတော်တွေစီကနေပြီးတော့တရားဓမ္မသိအောင်ကြိုးစားပါမယ်လူမဲ့တမ်းမယ်ဆိုရင်တန်ဃာတော်တွေနဲ့ဆက်ဆက်ပါမယ်ဆိုတဲ့ဒီမွန်မြတ်တဲ့စိတ်ဓာတ်ကလေးတွေနဲ့ဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်စိကချင်းလို့ဆိုတဲ့တရဏဂုံမွန်မြတ်တဲ့တရဏဂုံလောကမှာအမှန်တရားကိုသိတဲ့မြတ်စွာဘုရားတရားဓမ္မတန်မြတ်ဝတ်ကနေထုတ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတဲ့တရားနည်းနည်းလေးလူတောင်အများကြီးအကျိုးပြုနိုင်တဲ့တန်ခါဆိုပြီးတော့